တခါတော့ကအလွန်ပင်ပန်းနွမ်းနယ်ပြီးစိတ်တည်မငြိမ်မသက်ဖြစ်နေတဲ့လူတစ်ယောက်ဟာဗုဒ္ဓဘာသာယဟန်တော်တစ်ပါးတန်ချင်းကပ်လာပါတယ်။အရှင်ဖျားတပည့်တော်ညဘက်ဆိုအိတ်မရပါဘူး။တညလုံးလူးလိကနေရပြီးမနှက်နူးလာရင်လည်းပိုပြီးပင်ပန်းနေတယ်လို့ပဲတပည့်တော်ကိုကူညီပေးပါအောင်လို့လျှောက်ထားပါတယ်။ယဟန်တော်ကပြုံးရွှင်တော့နဲ့မြတ်စွာဘုရားရှင်ဘလို့အိတ်ဆက်တော်မူသလဲဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်လို့မိန့်ကြားပါတယ်။မြတ်စွာဘုရားရှင်ဟာတညလုံးတီငင်းအေးချမ်းတဲ့အနေအထားနဲ့ပဲအိတ်ဆက်တော်မူပါတယ်။တပိဒါဘကအာနန္ဒာကအရှင်ဘုရားအိပ်ပျော်နေတာလားဒါမှမဟုတ်တညလုံးနိုးနေတာလားလို့ရှောင်ထားဖို့ပါတယ်။မြတ်စွာဘုရားကခန္ဓာကိုယ်ကအိပ်ဆက်နေပေမဲ့ငါရဲ့စိတ်ကတော့အမြဲတတိကပ်လျက်ရှိတယ်လို့ဖြေကြားပါတယ်။စိတ်ထဲမှာပူလောင်မှုတွေအတ္တမာနတွေတွေ့တာမှုတွေမရှိတော့တဲ့အခါအိပ်ဆက်ခြင်းဆိုတာဟာတိတ်ဆိတ်ခြင်းတစ်ခုဖြစ်လာပြီးအတိတရားကတော့အမြဲရှိနေတာပါပဲ။ယဟန်တော်ကထိုလူကိုမင်းလည်းမြတ်စွာဘုရားလိုမျိုးအိပ်ဆက်နိုင်ပါတယ်။မော်ပင်စာနဲ့မဟုတ်ပဲမင်းရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲခြင်းအပြင်ပေါ်လို့မြင်ကြပြီးအိပ်ဆက်ခြင်းဆိုင်ရာတရားတော်9ပါးကိုဟောကြားပေးလိုက်ပါတယ်။တစ်ခုကအိယာကိုမြင့်မြတ်စွာထားပါအိယာပေါ်မှာစားတောက်တာဖုံးတုံးတာအလုတ်လုတ်တာမျိုးမလုပ်ပါနဲ့အိယာဆိုတာအိပ်ဆက်ဖို့တာပဲဖြစ်ရပါမယ်။တင့်အုံနောက်ကအိယာကိုအနားယူခြင်းတက်တက်လို့မတ်မိသွားတဲ့အခါအိပ်ပျော်ဖို့ပိုးလွယ်ကူလာပါလိမ့်မယ်။တစ်ခုကအိတ်ချိန်ကိုပုံမှန်ထားပါတင်းစိတ်ဟာကလေးတယောက်လိုပါပဲအလေးအကျင့်နဲ့တင်ယူပါတယ်အချိန်မရွေးအိတ်မယ်ဆိုရင်စိတ်ကရှုပ်ထွေးနေပါလိမ့်မယ်တတ်မှတ်ထားတဲ့အချိန်မှာပဲပုံမှန်အိတ်ဆက်မယ်ဆိုရင်တင်းခန္ဓာကိုယ်နဲ့စိတ်ကအေးချမ်းစွာလိုက်လျောညီထွေဖြစ်လာပါလိမ့်မယ်တခုကအိတ်ခါနီစိတ်ကိုရှင်းလင်းထားပါအိတ်ပျော်ခါနီတွေးတဲ့အတွေးတွေကတင်းရဲ့အိတ်မက်တွေနဲ့နောက်တစ်နေ့မနက်ခင်းရဲ့စိတ်ခံစားချက်ကိုဖန်တီးပေးပါတယ်အိတ်ခါနီမှာစိုးရင်ပူပန်မှုတွေကိုရှောင်ပြီးမြစ်တာခွက်လွတ်ခြင်းဒါမှမဟုတ်အေးချမ်းတဲ့ပုံရိုက်တွေကိုသာတွေးပါတခုကအိတ်ဆက်ရမည်ဦးတည်တာကိုဂရုစိုက်ပါမြောက်ဘက်ကိုခေါင်းပြူပြီးမအိပ်ပါနဲ့တောင်ဘက်ဒါမှမဟုတ်အရှေ့ဘက်ကိုခေါင်းပြူပြီးအိတ်ဆက်ပါဒီနီလန်းကကဘာတန်လိုက်ဆက်ခွဲနဲ့တင့်ခန္ဓာကိုစွမ်းအင်ကိုဟန်ချက်ညီစေပါလေတခုကအိတ်ဆက်သည့်အနေအထားကိုဂရုစိုက်ပါကိုခန္ဓာကိုလိန်ထားတာမျိုးမလုပ်ပါနဲ့ပလက်အိတ်တာဒါမှမဟုတ်ဘယ်ဘက်ကိုစောင်းအိတ်တာကအကောင်းဆုံးပါဒါကအစာကြေစနစ်ကိုကူညီပေးပြီးအိမ်မက်ဆိုးတွေကိုရောကြစေပါတယ်တခုကအိတ်ခါနီးအစာအလွန်အကျွံမစားပါနဲ့အိတ်ခါနီး3နာရီလောက်မှာညစာစားပြီးဖို့ကြိုးစားပါဗိုက်ထဲမှာအစာတွေအပြည့်ရှိနေတဲ့အခါအိတ်ဆက်ခြင်းမှာခန္ဓာကိုယ်ကအနားမယူနိုင်ပဲအလုရှုပ်နေပါလိမ့်မယ်တခုကအလွန်ပြော့ရဲ့မွေဓာနဲ့ခေါင်းအုံးတွေကိုမသုံးပါနဲ့အလွန်ပြော့တဲ့မွေဓာတွေကကြောဘင်းကိုကိုးကွေးစေပါတယ်ကြောဘင်းကိုဖြောင်းတန်းစေမဲ့တောင်တင်းတဲ့မွေဓာနဲ့ခေါင်းအုံးပြော့ပြော့တလုံးလေးကိုသာသုံးပါယဟန်တော်ကနိုးကြခြင်းနဲ့အိတ်ဆက်ခြင်းကြားမှာမြင့်မြတ်စွာအချိန်လေးတစ်ခုရှိပါတယ်။အဲ့ဒီအချိန်မှာစိတ်ကိုငြိမ်ချမ်းအောင်ထားနိုင်မယ်ဆိုရင်တင်ကအိတ်ဆက်ယုံတင်မကပဲတကယ်ကိုအနားယူနိုင်ပါလိမ့်မယ်။ယဟန်တော်လည်းကျေးဇူးတင်စွာနဲ့ပဲကတော့ပြီးပေးရတဲ့ကပြုံးနဲ့ပြန်သွားပါတယ်။အကယ်၍တင်လဲညဘက်ဒီမှာအိတ်မရလို့စိတ်ရှုပ်နေတယ်ဆိုရင်ဒီအချက်လေးတွေကိုစမ်းသပ်ကြည့်ပါ။အေးချမ်းမှုဆိုတာတင့်ရဲ့ခေါင်းအုံးဖြစ်လာပါလိမ့်မယ်။တင်ဒီနေ့ညဘဲအချက်ကိုအရင်ဆုံးစမ်းသပ်ကြည့်မလဲဆိုတာမှတ်ချက်မှာပြောခဲ့ပေးပါဦး။အားလုံးပဲဗုဒ္ဓလိုမျိုးအေးချမ်းစွာအိပ်ဆက်နိုင်ကြပါစေနမောဗုဒ္ဓယ